Tiêu mà vậy mù chị đó một ông đá ra lửa tắm hay à mẹ vào vợ tây á đi xô qua đấy tây á đi à chết lên đi nhất sau giờ họ thả đấy đây giờ bây giờ có chết chả chi luôn xí tối giờ này lấy nhiều xí à lòng bong lại để khá giá tối giờ này lấy nhiều xí ấy tối giờ lấy nhiều giờ bây giờ chắc là sẽ à gì giờ bây giờ có chết chả phải thà ấy tối giờ lấy nhiều à nằm ở đây cả thọ ra chi đấy thọ ra chi luôn nhỉ có ta lạ tu ta nằm ở chi đấy biến thành này thọ ra nào đó cả nhà nhiêu phải đấy giống mà để xảy ra chi Giêsu can này mai này âm nhạc càng cái chỗ nhiễm về đấy âm nhạc chi ta có ta lạ tham à nào đó cô biết cô phong quay cô chú sai tất cả những cô nhân sẽ tập sát bị chân là kiến nói gì nếu là những cô bị sốt bị rồi cho khai ra ông đâu vậy từ nhà bị gì cô mà đại gia tập sinh khôi chơi yêu bị rồi nên đi lẽ ra bị biến đi mà bị sao nói gì nào đó từ nhà bị gì cô anh này thếလူရဲ့တိုက်ခိုက်လူယူမယ်ဆိုရင်နောက်တစ်ခုကရုံးပြင်ကနာတက်ပြီးတော့တတိမတရားတတိထွက်ဆိုရင်နောက်တစ်ခုကမိတ်ဆွေကိုပြစ်မှားရင်နောက်တစ်ခုကယေရှုမသိထက်ရင်နောက်တစ်ခုကယေရှုပြုခဲ့တဲ့ယေရှုကိုအတိမတ်မပြုဘဲနဲ့ယေရှုကမ်းလို့ရှိရင်နောက်တစ်ခုကလူတွေကိုလှည့်စားထားလို့ရှိရင်ခုနလိုလိန်ညာပြီးတော့အလုပ်ရမယ်။ဘာညာနဲ့လိန်ညာပြီးတော့ခေါ်ပြီးတော့လှည့်စားတတ်မယ်ဆိုရင်အကုသိုလ်အမှုတွေကိုပြုပြီးတော့ဖုံးကွယ်ဖို့ကြိုးစားမယ်ဆိုရင်တချို့ကလေးလည်းနည်းနည်းထပ်ပါ။နောက်နံပါတ်19ကလည်းပဲယေရှုကမ်းတယ်။နောက်တစ်ခုကလှည့်စားတယ်။နောက်တစ်ခုကညှင်းဆဲတယ်နောက်တစ်ခုတစ်မျိုးကတစ်ခါလှည့်စားတယ်လှည့်စားမှုလှည့်စားလေးတွေတော့ဒုက္ခထာနဲ့သူမတူညီတာလေးတွေပါနောက်တစ်ခုကျတော့ဘာလို့ဆိုလို့ရှိရင်အတုက္ခန္တနာကိုချီးမွမ်းတယ်ပရဝမနသူတစ်ပါးကိုရှုတ်ချတယ်နောက်တစ်ခုကရောဒကစောင်းညောင်းတယ်အပြစ်တင်တယ်အပြစ်ပြောတယ်သူများအလှူတွေလှူတာတွေကိုဟန်တားတယ်ယုံညံ့တဲ့အလိုဆန္ဒတွေရှိတယ်ကိုယ့်အကူနှမျောလွန်အားကြီးတယ်ကောက်ချစ်ဆင်းနေတယ်အကုသိုလ်မှုပြုတဲ့အခါမှာအရှက်မရှိဘူးအကြောင်းလားမရှိဘူးဘုရားနဲ့တပည့်သားတန်ဃာတွေကိုဆဲရတတ်တယ်ချိန်ပေါင်းတတ်တယ်ချင်းချောက်တတ်တယ်နောက်ဆုံးမှာယဟန္တာမဟုတ်ဘဲနဲ့ယဟန္တာလို့လိလီဝါကြွားပြောဆိုပြီးတော့ပစ္စည်းဥစ္စာတွေကိုအသုံးပြုတယ်ရလာတဲ့လတ်လဘာတွေကိုအသုံးပြုတယ်ဆိုတဲ့အားလုံးပေါင်းလိုက်တဲ့အခါကျတော့34မျိုးရှိတယ်ဒီသုတ်တံအဲ့ဒီလိုအပြုအမူစိတ်နေသဘောထားတွေရှိတဲ့ပုဂ္ဂိုလ်ဟာမသလားပဲအဲ့ဒါကိုမြတ်စွာဘုရားကတစ်ခုချင်းတစ်ခုချင်းအသေးစိတ်ဟောကြားပြီးတော့ဝတ္တလဆိုတာလူရဲ့ပုံမှန်တဏ္ဍာကိုကြည့်ပြောရတာမဟုတ်ဘူးသူ့ရဲ့လှုပ်ဆောင်ချက်သူ့ရဲ့စိတ်နေသဘောထားသူ့ရဲ့အပြုအမူတွေနဲ့ပတ်သက်တယ်ဇန်နဲ့လည်းမပတ်သက်ဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားကဆိုလိုတာကငါကဝတ္တလမဟုတ်ဘူးဒါကိုတိုက်ရိုက်ဆန့်ကျင်ပြီးတော့မပြောပေမဲ့လို့သူကိုယ်တိုင်လည်းဝတ္တလမဟုတ်ဘူးဒီလိုအမှုချင်းရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်သူပဲဖြစ်ဖြစ်ဝဒလပဲဒီအမှုချင်းကင်းမှဖြစ်မနာဆိုတာဖြစ်နိုင်တယ်အမျိုးဆက်မြင့်မြတ်တဲ့အမျိုးကဖြစ်လို့မြင့်မြတ်တယ်လို့သတ်မှတ်လို့မရဘူးအမျိုးဆက်ကနှိမ့်ငယ်လို့နှိမ့်ကြတယ်ရုပ်မာတယ်လို့သတ်မှတ်လို့မရဘူးဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားဇတ်ဟာဘာကိုမှဟန့်တားလို့မရဘူးဇတ်နေတဲ့ပုဂ္ဂိုလ်လည်းတရားဓမ္မကျင့်လို့ရှိရင်ထူးခြားမြင့်မြတ်တဲ့တရားဓမ္မတွေရနိုင်တာပဲ
ဇာမြင့်တဲ့ပုဂ္ဂိုလ်ဟာလည်းမကောင်းတာလုပ်လို့ရှိရင်အဲ့ဒီဇက်ကမတားနိုင်ဘူးတဲ့အပယ်ကျသွားမှာပဲဆိုလိုတာကကောင်းစားဖို့နဲ့ဆုပ်ယုပ်ဖို့ဆိုတာဒီပုဂ္ဂိုလ်ရဲ့စိတ်တွေသဘောထားနဲ့အမှုချင်းတွေပေါ်မှာမူတည်တယ်လူတော်လူကောင်းဆင်းမြင့်သူအဆင့်နှိမ့်သူဆိုတာတွေဟာသူ့ရဲ့စိတ်တွေသဘောထားတွေပေါ်မှာကောင်းတဲ့တရားတွေကိန်းအောင်တဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းပဲမကောင်းတဲ့တရားတွေကိန်းအောင်တဲ့ပုဂ္ဂိုလ်ဟာလူယုံပါပဲလို့ဒီလိုလောကကြီးကမျက်စိလဲနေတာတွေကိုမြတ်စွာဘုရားကမျက်စိလဲလမ်းမှမှုမရှိအောင်တကယ်အည်အသွေးဟာလူတွေရဲ့တဏ္ဍာမှာပဲရှိနေတယ်ဆိုတာကိုခုလိုရှင်းလင်းဟောကြားခြင်းဖြစ်ပါတယ်အဲ့ဒီလိုရှင်းလင်းဟောကြားလိုက်တဲ့အခါမြတ်စွာဘုရားကိုဝတ္တလအဖြစ်ဆွဆွဲပြောဆိုတဲ့ဘာရဒွါစပုံနာကြီးဟာသဘောကျပြီးတော့အမှန်တမ်းဘုရားဟောတဲ့တရားလက်တွေ့ကျတယ်လို့ဆိုပြီးတော့စိတ်ထဲမှာကြည်နူးပြီးနောက်ဆုံးမှသူဟာဘုရားကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တယောက်တရဏဂုံတည်သွားတယ်လို့အဲ့ဒီသုတ်တံမှာဒီလိုဆိုထားတယ်အဲကြောင့်မို့တရားဖြစ်ခင်သူတော်စင်ပြိဿတ်တို့ဝတ္တလဖြစ်ကြောင်းတရားများအမှုကျင့်များကိုသိရှိနားလည်ချရသဖြင့်တို့တွေဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရာအတွက်ဒီတရားတွေကိုတို့တဏ္ဍာမှာမဖြစ်အောင်ကြိုးစားကြရမှာဖြစ်တယ်ဒီတရားတွေမဖြစ်ဘူးဆိုလို့ရှိရင်တို့တွေဟာတန်ဖိုးရှိပြီးတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြမှာဖြစ်တယ်လို့ဆိုတာကိုအခြေခံအားဖြင့်အလုံးသိရှိနားလည်ကြပြီးလူတော်လူကောင်းမြင့်မြတ်တဲ့အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း